မင်္ဂလာပါကိုမင်းကိုနိုင်ရေးထားတဲ့တာဝန်းမျက်နှာကြည်တိုင်းသာအပိုင်းလေးຫນွေတောင်းည၏လမ်းမော်တိတ်ဆိတ်နေသည်တခါတရံဖြတ်သွားသောစပိန်ခေါင်းလုံးသည်များကညလီပြေ၏တခြင်းကိုပံ့ပိုးပေးသောတူရိယာသည်များဟုကျွန်တော်ထင်သည်အိမ်ငိုက်လာပြီဗျာလက်ဖက်ရည်တစ်ခွက်စီတော့ဖြည့်ထားမှဖြစ်မယ်ဟုသောကိုတင်မောင်၏ကမ်းလှမ်းချက်ကြောင့်ဓာတ်ပုံငန်းကိုတောက်ခတ်၍ကျွန်တော်တို့ထွက်လာသည်မြို့လေကောင်ရှိမိုးလင်းလက်ဖက်ရည်ဆိုင်သွားရလမ်းတွင်မိမိုး၏စကားများကိုကျွန်တော်ပြန်လက်ဆင့်ကမ်းပစ်သည်ခမည်းတငယ်ချင်းကခေသူမဟုတ်ပဲဗျသူ့မှာတစုံတရာရဲ့အရေးချင်းကိုအမှန်ကန်ကန်သိတယ်လိုတဲ့နေရာမှာလည်းအသုံးချတတ်တယ်ဒီလိုမိန်းကလေးမျိုးဘဝတိုက်ပွဲမှာလက်နက်ချအညက်ခံသွားဖို့မသင့်တာဘူးနှမျောစရာဖြစ်သွားမယ်ကိုတင်မောက်စကားကိုဟုတ်ကဲ့နိုင်ရင်းသာအတူလျှောက်လာသည်လမ်းမကြီးပေါ်ကွေ့တက်လိုက်သည်နှင့်ကျွန်တော်ကြောကိုပုတ်လိုက်ပြီးလူပြိုကြီးခမည်းလေးစဉ်းစားဖို့ဗျာဟုပြောရာကျွန်တော်စက္ကနေလန့်သွားသည်ဘာလဲဗျခမည်းစကားကရောခမည်းကလည်းဘဝမှာသူ့လိုအရေးချင်းကောင်းတွေရှိအောင်ကြိုးစားဖို့စဉ်းစားရမယ်ဒါကိုပြောတာပေါ်ဗျဟုဖြေပြီးသူတိုးတိုးရည်နေသည်ကျွန်တော်ဘာကိုမလုံမလဲဖြစ်နေသည်ကိုစဉ်းစားရန်ကျွန်တော်ကိုယ်တိုင်ပင်ဝန်လေးနေမိသည်ကိုတင်မောင်ကတော့မခင်နေစီရဲ့ဟုတချင်းကိုခတ်တိုးတိုးဆိုညီလျက်တီလဲတီနိုင်လို့နဲ့ဆရာကြီးဟုကျွန်တော်တိတ်တဆိတ်မှတ်ချက်ချမိသည်မိမိုး၏ရုပ်ပိုင်းဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှုများအတွက်ကျွန်တော်အားမရတိုးတက်လာသည်မှန်တော့လေအစွမ်းပူမှုပြနိုင်သောဆရာကောင်းတစ်ယောက်ကျွန်တော်တောက်တနေစဉ်ဓာတ်စာကြွေးစေးကူးတဲ့ဆရာရှိတယ်လူနာပြဖို့တော့မလို့ဝိသက်ကရစ်လာရက်ပဲပြောလိုက်တွက်ချက်ပြီးဓာတ်စာပေးကူတာပဲသိမ့်မှန်တယ်ဖြစ်နေတဲ့ယောဂါကိုတမ်းပြောနိုင်တယ်စသည်ဖြင့်သတင်းထူးကိုမိမိုးတော်ကတည်ဆောင်လာသည်တွားရမည့်နေရာကလဲရတန်လေတန်ခီအသွားအပြန်တနေကုန်မီတက်ကြွနေသောကျွန်တော်အားမယုံကြည်သောမိမိုးကတာသည်နေကောင်းမှုဆိုရင်အာတာဝရီနဲ့ပန်းတော်ရအောင်ရှာနိုင်ရဲ့ဟုကြုံရ၍ကျွန်တော်တိုက်ပွဲဝင်ကြီးစစ်သူကြီးအလားစစ်ထွက်ခရာကိုပြင်းပြင်းမှုတ်၍ခြီသည်ဆရာထွေရောက်သည်နှင့်ပင်မရဂျိုနက်တီကိုတွေ့ရသည်တန်းစီဆောင်နေသောလူကြီးစင်တိုင်းကျွန်တော်တို့လှည့်တွင်မိမိုးမွေးသက်ဂရစ်လာရက်ပေးလိုက်သည်နှင့်တွက်ချက်ပြီးမိမိုးယောဂါကိုတန်းပြောတော့သည်ကျွန်တော်တိထားသမျှတခုမှမလွယ်စေးနှဲငယ်နှင့်ဓာတ်စာများရေးပေးလိုက်သည်ဤမြနှင့်ကျွန်တော်ယုံကြည်သည်မဟုတ်ကျွန်တော်လှည့်ဆောက်ရင်တခါမှမဖြစ်ဘူးသောရင်တုံကောင်းမှုဖြစ်လာ၍ကျွန်တော်အတွက်ပါတွက်ချက်ကူးတာရန်ဝိတက်ဂရစ်ပြောသည်နှင့်ဆရာကမင်းရင်တုံကောင်းမှုဖြစ်နေတယ်ဟုအပိုင်ပြောလိုက်သည်ကျွန်တော်မိမိုးအတွက်အတိုင်းမသိဝမ်းသာသွားသည်ရွာပြန်ရောက်၍နွားလဲဘော်ကခုန်ချမိမိုးထံပြေး၍ဆေးတုံးနှင့်ဓာတ်စာစည်းရင်းကိုကြစ်ပေါအောင်မြောက်ပြ၍မိမိုးနင်ငကြီးလျှောက်လားမကြခင်ရေစင်းငရံလေးပြန်ဖြစ်ဖို့ပြင်ထားပြီတော့ဟုကျွန်တော်ကြိမ်းဝါလိုက်သည်မိမိုးသည်ကျွန်တော်စကားကိုလည်းရဲခြင်းဖုံလေးလေးဖြင့်မဲပြောင်နေသောကျွန်တော်ပုံသဏ္ဍာန်ကိုကြည့်၍လည်းဂယုဏသက်ဟန်တူသည်မျက်နှာတော့ဘဝဖြင့်ကျွန်တော်မျက်နှာကိုဂယုတစိုက်တုပ်ပေးရင်နင်းယုံနေမှန်တဲ့ပြန်ကြည့်အောင်ကောက်ကိုသည်မီးမြိုက်နေတဲ့ရုပ်ပေါက်နေပြီဒီလောက်နေဘူးကြီးတဲ့တရားမင်းကိုယ်တိုင်ကုပါစေတင်ထက်မသွားရတော့ဘူးမိမိုး၏တိုက်လဲသောအတန်ကြောင့်ကျွန်တော်နှင့်သူမျက်ဝန်းချင်းရင်ဆိုင်မိကြသည်သူမမျက်ဝန်းများခံစားမှုတစ်ခုခုအတွက်အရေးလဲနေသည်ကိုကျွန်တော်တွေ့ရပါသည်မိုးရွာပြီးစားဖြစ်၍ဈေးတစ်ခွင်လုံးရေဆေးထားသလိုတန့်စင်နေသည်မိမိုးမှလိုက်သော
တနခါတော့ဝယ်ပြီးပြန်ထွက်ကိုတင်မောင်ကအပြက်သေးသောစကားကိုပြန်ဆက်သည်အဲ့ဒါခမည်းပြန်ချင်ရင်3-4ရက်နေမှပြန်လို့ဖြစ်မလားဒီမှာပြန်ကူးပုံတွေနည်းနည်းများနေတယ်ပြီးတော့ခဲတိုးသမားကလည်းလောလောဆယ်မရှိသေးတော့လိုင်စင်ပုံတွေတော့ခမည်းကူထိုးပေးသွားစီခြင်းနဲ့အားရနာတယ်ဗျာဖျားပါတယ်ကိုတင်မောင်ရကျွန်တော်ပြန်มาကလည်းဒီမှာဒီတနွေအောက်တိုးပွဲတွေကုန်ပြီမို့ပါရှိသေးရင်နေပေးပါတယ်ဒီမိုးရင်းလဲလိုအပ်တဲ့ချင်းရင်လက်ခေါ်ကြည့်လိုက်ပေါ့ခမည်းနဲ့အလုပ်လုပ်ရတာကျွန်တော်စိတ်ချမ်းသာပါတယ်အားရင်ကျွန်တော်ဆက်လာမှာပါโอเคဗျာအလုပ်တွေလက်ဆက်သက်ပြီးမှစည်ရင်ရှင်းပြီးပြန်ပေါ့အခု3ခုပတ်စံရှိသေးရဲ့လားကျွန်တော်ခေါင်းကြီးပြလိုက်ပြီးကိုတင်မောင် black and white ဖြတ်စာများရှိသေးလားဟုမေးကြည့်သည်ရှိပါတယ်ဘာလို့မလို့လဲမိမိုးဗျာတက်ဖို့ရိုက်တင်ခြင်းလဲဆိုလို့သူပြုံးပြန်သည်ဘာပြောတာလဲဗျာဟုပူဆက်မေးသည်ကိုရောလက်တဲ့ဆန်းထားတဲ့ဖလင်အတွက်အမောင်ခန်းသမားတစ်ယောက်အလုံးများရအောင်မယ်မဟုတ်လားကိုယ်ယူကားရနိုင်တဲ့ဖလင်တွေနဲ့နဗန်းလို့ရအောင်မှာမြင်အောင်လို့ပါဗျာဒါကတော့အမောင်ခန်းသမားအလုပ်ပဲဗျာဟုကျွန်တော်ပြန်ပြောသည်ကိုသူဆက်မဆွေးနွေးခမည်းတငယ်ချင်းအခြေအနေတော်တော်တိုးတက်လာပြီလားဟုသာမေးသည်တိသာတိုးတက်လာပါတယ်တခါပြောမရဆိုမရလုံနေတာမျိုးတွေတော့ရှိတာပေါ့ချော့လိုက်နဲ့တွားရတာပါပဲဗျာကျွန်တော်လည်းမထူးဘူးဆိုပြီးလေ့ကျင့်ခန်းမှာစွတ်လုတ်ခိုင်းရတာပေါ့သူကရှက်နေသေးတယ်ဗျာလုတ်တယ်ထင်ပါတယ်ကျွန်တော်မိမစီမှာကိုလုံးနာကစားနည်းစာအုပ်ရှိတယ်ယူမလားကရိယာမဲ့လေ့ကျင့်ခန်းတွေပါတယ်သူ့စကားကိုနောက်ပြောင်သည်ထင်၍လှည့်ကြည့်သည်သူကရှိမိဟန်ရှိသည်တကယ်ပြောတာပါဗျခမည်းကဘာနားလေလို့လဲလူပြိုကြီးကဒိုင်မင်တို့ဝိမအိုင်လို့တို့ကြကြွက်သားဖူးကြီးတွေဖြစ်နေဦးမယ်ကျွန်တော်ဒီလောက်မတုံးသေးပါဘူးဗျာဟုပြောသည်သူပြုံးပြီးမယူလဲနေဗျာကျွန်တော်မိမလို့လှစေချင်တာဟုဆိုသည်ကျွန်တော်သူ့ဇနီးပုံကိုယခုမှတတိယပြီးခွက်တိုးခွက်လန်ရဲရင်ကိုတင်မောင်တော်နောက်တဲ့လူစာအုပ်ကတကယ်ရှိတာဗျာသူအပြိုတုံးကစားတာကလေးတယောက်ရပြီးမှခုလိုတဖြည်းဖြည်းကောင်းရင်းတို့ကြီးနဲ့တူသွားတာဟုညင်းညူနေသည်မိမတွေအဲ့ဒါခတ်တာပဲဟုကျွန်တော်မှတ်ချက်ချသည်ကိုလူပြိုကြီးကအဲ့ဒါခတ်တာဟုသူစပြန်သည်ဘာခတ်တာလဲဗျမိမတွေကိုခတ်တယ်လို့မြင်နေသည်၍ခမမိမရဖို့ခတ်နေဦးမှာပဲအတော်မသားစရာကောင်းတဲ့စကားပဲကိုတင်မောင်ဒါဆိုရင်မိမတွေလွယ်တယ်လို့မြင်ရမှာလားဟာလွဲသွားပြီခတ်တဲ့ရဲ့ဆန့်ကျင်ဘက်ကဒီနေရာမှာလွယ်တယ်မဟုတ်ဘူးလေဗျာကျွန်တော်တုံးမြန်စကားရှာခတ်နေစဉ်သူကပဲဆက်ပြောသည်မိမတွေကိုခတ်တယ်လို့မြင်နေသည်၍မိမတွေကလည်းဒီလူကြီးခတ်နေတယ်လို့မြင်နေမှာပေါ့ဒီလိုလှည့်စဉ်းစားလေဗျာမစဉ်းစားဘူးဗျာရှုပ်တယ်ဟုကျွန်တော်ကလေးဆန်ပူတော်သည်ကိုသူသဘောကျစွာရှယ်နေသည်